မိတ်ဆွေမင်းညကအိယာဝင်တော့ဖုံးကိုဗနာထားပြီးအိတ်ခဲ့လေခေါင်းအောင်မာလားခေါင်းရဲနာမာလားဒါမှမဟုတ်လက်တကန်အကွာကတင်ပေးစပွဲပေါ်မှာလားကျွန်တော်တို့အောက်လမ်နီးပါကတော့မနက်နိုးတာနဲ့အလံပစ်ဖို့အတွက် Facebook ပုတ်ဖို့အတွက်ဖုံးကိုကူးနဲ့မကွာထားအိတ်လေးရှိကြပါတယ်နော်ဒါပေမဲ့လူကြီးတွေပြောတာသတင်းစာတွေထဲမှာပါတာကိုကြားဘူးကြမှာပါဖုံးနာကတ်မအိတ်နဲ့ရောင်ကြီး radiation မိပြီးအုံနောက်ကင်ဆာဖြစ်လိမ့်မယ်တဲ့ဒီစကားကိုကြားလိုက်တိုင်းကျွန်တော်တို့စိတ်ထဲမှာထိတ်လန့်သွားကြတယ်တကယ်တော့ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ဖုံးတွေကအတန်တိတ်လူသက်သမားတွေလားတိုင်ဝမ်ပညာရှင်တွေကတော့ဒီကိစ္စကိုဘလို့ဖြေရှင်းထားလဲဒီနေ့ဗီဒီယိုမှာအဖြေရှာကြည့်ရအောင်ဗျပထမဆုံးကျွန်တော်တို့ကြောက်နေတဲ့ radiation ရောင်ကြီးဆိုတာဘာလဲဆိုတာကိုအရင်ခွဲခြားကြည့်အောင်ဗျကမ္ဘာပေါ်မှာရောင်ကြီး2မျိုးရှိပါတယ်ပထမတစ်မျိုးက ionizing radiation ပါဒါက X-ray ရောင်ကြီးတို့ nuclear ရောင်ကြီးတို့လိုစွမ်းအင်အယမ်းမြင့်တဲ့ရောင်ကြီးတို့ပါသူတို့ကလူခန္ဓာကိုယ်တွေကိုဖျက်ဆီးသွားရင် cell တွေ DNA တွေကိုဖျက်ဆီးဖြစ်နိုင်စွမ်းရှိပါတယ်ဒါမျိုးကမှတကယ်ကင်ဆာဖြစ်စေတာပါဒုတိယတစ်မျိုးကတော့ non-ionizing radiation ပါဒါကကျွန်တော်တို့သုံးနေတဲ့ဖုန်း Wi-Fi radio line နဲ့ microwave မိဘဝေကထွက်တဲ့ line တွေပါသူတို့ရဲ့စွမ်းအင်ကအယမ်းနှိမ့်ပါတယ်ဥပမာပေးရရင် ionizing radiation ကတနက်ကြည်စမ်းလို့လူကိုဖောက်ထွက်သွားနိုင်ပေမဲ့ဖုန်းကထွက်တဲ့ radiation ကတော့ပင်ပေါင်မော်လုံးနဲ့ပေါက်တယ်လို့ပါပဲထိမှန်တာချင်းတူပေမဲ့think DNA ကိုဖျက်ဆီးနိုင်လောက်တဲ့စွမ်းအင်မရှိပါဘူးဒါဆိုရင်ဖုန်းကြောင့်ကင်ဆာဖြစ်တယ်ဆိုတဲ့ကောလာဟာလကဘဲကစလဲလွန်ခဲ့တဲ့နှစ်တွေကကြွက်တယ်နဲ့စမ်းသပ်ချက်တချို့မှာဖုန်းလိုင်းတွေအများကြီးပေးလိုက်တဲ့အခါကြွက်ထီးတွေမှာနှလုံးကင်ဆာပုံစံမျိုးတွေ့ရတယ်ဆိုတဲ့သူတွေနာတချို့ရှိခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီပမာဏကလူတစ်ယောက်တစ်သက်လုံးဖုံးပြောင်းရင်တော့မရနိုင်တဲ့ပမာဏအထိနေပါတယ်ဗျလက်ရှိအချိန်ထိကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးညင်း American Cancer အသင်းကြီးတို့ရဲ့ထုတ်ပြန်ချက်အရဖုံးအသုံးပြုမှုနဲ့အုံနောက်ကင်ဆာဖြစ်ပွားမှုကြားမှာတိကျအခိုင်အမာတဲ့ဆက်ဆံရေးမရှိသေးဘူးလို့အသိပြုထားပါတယ်ရိုးရိုးရှင်းရှင်းပြောရရင်ဖုံးကထွက်တဲ့ line တွေကတင့်အုံနောက်ကိုချက်ပြုတ်လိုက်လောက်အထိအစွမ်းမထက်ပါဘူးအများဆုံးဖြစ်နေတာကဖုံးကြကြဖြောင်းရင်နှရွက်နားမှာနှွေးသွားတာလောက်ပဲဖြစ်လိမ့်မယ်ဒါပေမဲ့နေုံပြကင်ဆာမဖြစ်ဘူးဆိုပြီးဖုံးကိုဖတ်အိတ်ဖို့တော့မစင်စားပါနဲ့ကင်ဆာတဲ့ပိုလက်တွေကြအန်တယ်တွေရှိနေပါသေးတယ်အဆိုးဆုံးကတော့အိယာစင်းကိုဖျက်ဆီးတာပါဖုံးစခရင်းကနေထွက်တဲ့အပြာရောင်အလောင်းတန်းမှာနီးဆောင်ကြီးညသွားတူနေပါတယ်ညဘကြီးဖုံးကြည့်လိုက်တဲ့အခါတင်းအုံနောက်ကနေခင်ပဲရှိသေးတာပဲလို့ထင်သွားပြီးအိတ်ချင်စိတ်ဖြစ်စေတဲ့ melatonin ဟော်မုန်းထွက်တာကိုရက်တန့်လိုက်ပါတယ်ဒါကြောင့်ဖုံးသုံးပြီးအိတ်ရင်ချက်ချင်းအိတ်မပျော်ဘူးအိတ်ပျော်သွားရင်တော့နစ်နစ်ချိတ်ချိတ်မရှိတော့ပါဘူးအိတ်ရမဝါတဲ့အခါခုခဏကြမယ်စိတ်ဖိစီးမယ်ရေးရှိပါတခြားယောဂါတွေဝင်လာနိုင်ပါတယ်ဒါကကင်ဆာထပ်ပိုကြောက်စရာကောင်းပါတယ်နောက်တစ်ချက်ကတော့မီးဘေးအန္တရာယ်ပါဖုံးကိုအားသွင်းလက်ရတန်းလုံးခေါင်းအောင်အောက်ထဲအိတ်တာမျိုးစောင်းပုံထဲထဲအိတ်တာမျိုးတော့လုံးဝမလွတ်ကွမ်းနဲ့ဖုံးဘက်ထရီတွေဟာအပူလွန်ကဲလာရင်ပောက်ကွဲနိုင်တယ်မီးလောင်နိုင်တယ်ဆိုတာသတင်းတွေမှာခဏခဏတွေ့နေရပါတယ်နော်နေကုန်းချုပ်အနေနဲ့ပြောရရင်ဖုံးနာကတ်အိတ်လို့ဖုံးလိုင်းကြောင့်အုံနောက်ကင်ဆာဖြစ်တယ်ဆိုတာတိတ်ပါနီးကြမမှန်ကန်ပါဘူးစိတ်ပူစေအမလို့ပါဘူးဒါပေမဲ့တင်းရဲ့မျက်လုံးတင်းရဲ့အုံနောက်အနားယူမှုနဲ့မီးဘေးလုံဂျုံကြီးအပတ်တော့ဖုံးကိုကတဲ့နဲ့3ပေလောက်အကွာမှာထားအိတ်တာကကောင်းဆုံးပါပဲအလမ်ကြားယုံလောက်အကွာဝေးမှာထားလိုက်ပါအိတ်ခါနီးမှာဖုံးမသုံးပဲစအုပ်ဖတ်တာမျိုးပြောင်းလဲလှုပ်ဆောင်ကြည့်ပါလို့အကြံပြုချင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ subscribe လုပ်ပြီးတငယ်ချင်းတွေကိုဗဟုသုတအမျှဝေပေးလိုက်ဦးပါအားလုံးပဲကျမ်းမာရွှင်လန်းကြပါစေခင်ဗျ